အားလုံးပဲမင်္ဂလာပါခင်ဗျာလာနေကျူ share ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့နဲ့အတူဒီနေ့ဒီမှာရှိနေပေးကြတဲ့အတွက်အရန်ကိုကျေးဇူးတင်ပါတယ် လန်နဒူရှဲဆိုတာကလေကဘာကျော်စာအုပ်ကောင်းနေတဲ့ကတန်ဖိုးရှိတဲ့အတွေးခေါ်တွေအသိပညာတွေကိုထုတ်နှုတ်ပြီးတော့အားလုံးအတွက်နားလည်လွယ်အောင်လက်တွေ့ကြကြအသုံးချလို့ရအောင်ပြန်လည်မျှဝေပေးတဲ့နေရာတစ်ခုပေါ့စာအုပ်ကြီးတစ်အုပ်လုံးကိုအချိန်ပေးပြီးမဖတ်နိုင်တဲ့သူတွေအတွက်အနှစ်သာရတွေကိုကျွန်တော်တို့ကတူးဖော်ပေးသွားမှာပါ ကဲကျွန်တော်တို့နဲ့အတူဒီကိုစာအုပ်တေထဲကအသိပညာခရီးကိုအတူတူဆက်သွားခြင်းနဲ့နောက်ပိုင်းတက်ဆက်မှုတွေကိုလည်းမလွတ်သွားခြင်းဘူးဆိုရင်တော့ subscribe လုပ်ထားဖို့နဲ့ notification ခေါင်းလောင်းလေးကိုဖွင့်ထားဖို့မမေ့နဲ့နော်ဒါမှကျွန်တော်တို့အသိတင်နိုင်မှာချက်ချင်းသိနိုင်မှာပါကဲဒီမေကွန်လေးတစ်ချက်လောက်စဉ်းစားကြည့်အောင်ဘာသာစကားအသစ်တစ်ခုကိုစတင်လိုက်တိုင်းငါနဲ့တော့မဖြစ်ပါဘူးငါမှဘာသာစကားတင်ဖို့ဘီဇာကိုမပါဘူးဆိုပြီးစိတ်သက်ကြတော့ဘူးလားတော်တော်များများတော့အဲ့လိုဖြစ်ဘူးကြမှာပါအဲ့လိုခံစားချက်မျိုးကတကယ်ကိုအာရော့စေတာဆိုတော့ဒီနေ့အကြောင်းအရာကအားလုံးတော့တကယ်ကိုအားဖြစ်စင်ပါပါဟုတ်ကဲ့အဲ့ဒီဘာသာစကားဗီဇဆိုတဲ့အယူဆကြီးကိုဖြိုချပေးဖို့အတွက်ဒီနေ့ကျွန်တော်တို့ကခတုံးလုံဆိုတဲ့အမျိုးသမီးကြီးတယောက်ရဲ့ဇလန်းကိုလေ့လာကြမှာပါသူ့အကြောင်းကို Polyglot ဆိုတဲ့စာအုပ်မှာအသေးစိတ်ရေးသားထားလာပေါ့သူ့ရဲ့ဘောစအကြောင်းကဘာသာစကားသင်ယူတယ်ဆိုတာမွေးရပါအရေးသွင်းမဟုတ်ပဲဘသူမဆိုစူးစမ်းရင်ဖြစ်နိုင်တယ်ဆိုတာကိုသက်သေပြနေတယ်ဒါပေမဲ့အော်ဆရာကောင်းတာကနောက်တစ်ချိန်မှာဘာသာစကားပညာရှင်ကြီးဖြစ်လာမဲ့ခတ်တိုးလုံဟာအစားပိုင်းမှာသူ့ကိုယ်သူဘလို့မြင်လဲသီလားသူကသူ့ကိုယ်သူဘာသာစကားနဲ့ပတ်သက်ရင်လုံးမကိုကြာရှုံးသူတယောက်ဖြစ်တတ်မှတ်ခဲ့တာပါသူကိုယ်တိုင်ပြောခဲ့တဲ့စကားကတော့ဟယ်လိုကိုအထင်သေးစိတ်တွေရှိနေတဲ့ကြကနေခတ်တိုးလုံကမယုံနိုင်လောက်ဆရာအောင်မြင်မှုတစ်ခုကိုရယူနိုင်ခဲ့တယ်သူကလူကြီးဖြစ်ပြီးမှအသက်ကြီးမှဘာသာစကားပေါင်းဘလောက်များများသင်ယူနိုင်ခဲ့တယ်ဆိုတော့စုစုပေါင်း16မျိုးပါဟုတ်ပါတယ်16မျိုးတိတိကိုကိုယ်တိုင်လေးလာပြီးတက်မြောက်ဖဲတာပါဒါတကယ်ကိုမဖြစ်နိုင်ဘူးလို့ထင်ရတဲ့စွမ်းဆောင်ရည်တစ်ခုပါပဲဆိုတော့မင်းစရာရှိတာက तू ဘယ်လိုလုပ်ခဲ့တာလဲဘာသာစကားမှာကြာရှုံးသူလို့ကိုတတ်မှတ်ခဲ့တဲ့သူကနေဘာသာစကား16မျိုးကိုတက်ကြွတဲ့သူဘယ်လိုဖြစ်သွားတာလဲအဲ့ဒီမှာလိုဘချက်ဆိုတာကြီးကြီးမားမားမရှိပါဘူးမြဲလဲလည်းမဟုတ်ပါဘူးအဓိကတော့ချက်ကစိတ်အားထက်သန်မှုအထားဆုံး motivation အဖော်မှာသူဘယ်လိုမြင်တယ်လဲဆိုတဲ့အချက်ပါပဲလာရဲ့မြင်မှာတော့ဘာသာစကားသင်ယူရဲဆိုတာမွေးရပါဆွင်းရင်မဟုတ်ပါဘူးဒါကရင်းနှီးမြှုံမှတ်မှုတစ်ခုပါအဓိကလိုအပ်တဲ့အချက်၄ချက်ရှိတယ်လို့သူကပြောတယ်အဲ့ဒါတွေကတော့စိတ်ကထက်သန်မှုဇွေးလုံလဝရိယပြီးတော့နီလန်ကောင်းတစ်ခုဒီလေးခုပါပဲဒီလေးခုသာရှင်ဘယ်သူမှဆိုဘာသာစကားအသစ်တစ်ခုကိုတက်မြောက်နိုင်တယ်လို့သူကယုံကြည်ထားတာပါကျွန်တော်ကဘာသာစကားအများကြီးပြောတတ်တဲ့သူတွေကိုတွေ့ရင်ဝါပါရမီရှင်မဲဆိုပြီးအားကြကြတယ်လေဒါပေမဲ့ long ကအဲ့ဒီအမြင်ကိုသဘောမကျဘူးသူကဘာသာစကားတင်ယူခြင်းကိုအဲ့လိုပြောလူတချို့ပဲလုံနိုင်တဲ့သူရွေးကောင်းအလုပ်ကြီးလို့သဘောထားတာကိုဖျောက်ဖျက်ပစ်ချင်ခဲ့တာသူ့အတွက်ကတော့ဒါစေဝန်စားမှုနဲ့စူးစမ်းအားထုတ်မှုရှိတဲ့ဘယ်သူမှဆိုလုံနိုင်တဲ့အရာတစ်ခုပါပဲဟုတ်ပြီသူရဲ့အောင်မြင်မှု formula ကိုသိပြီဆိုတော့သူတကယ်တောင်းခဲ့တဲ့လက်တွေ့ကြတဲ့နီးလန်းတွေထဲကအဓိကအကြဆုံးတစ်ခုအကြောင်းပြောရအောင်ဒီနီလန်ကတော်တော်များများဘာသာစကားတင်ယူတဲ့ပုံစံကိုပြောင်းပြန်လန်းသွားစေနိုင်ပါတယ်။အဲ့ဒါကတခြားမဟုတ်ပါဘူး။ရိုးရှင်းတဲ့စာဖတ်ခြင်းပါပဲ။ဒီနေရာမှာတမားရိုးကြနီလန်နဲ့လုံးပြဲနီလန်ဘလောက်ကွာလဲဆိုတာကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။တမားရိုးကြနီလန်ကဘယ်လိုလဲ။တနေ့ကိုစကလုံးအတစ်တွေအလွတ်ချက်တတာစီးမြင်6ကတ်တွေကိုအလွတ်ယုံတာဝန်တစ်ခုလိုပဲပြင်းစရာကောင်းတယ်။ဒါပေမဲ့လုံးပြဲနီလန်ကတော့ကိုတကယ်စိတ်ဝင်စားတဲ့ဝတ္ထုတစ်ပုံစောင်းပါတစ်ပုဒ်ကိုအာပါတရဖိုက်ရင်းနဲ့တာတီဆော့ပုံတွေကိုသူ့အလိုလိုနားလဲသွားစေတာတစ်ခုကကျောင်းစာလောက်ရသလိုမျိုးနောက်တစ်ခုကတော့စွန့်စားကန်းတစ်ခုထွဲရသလိုမျိုးပျော်စရာကောင်းပြီးစူးစမ်းခြင်းစိတ်ကိုဖြစ်စေတယ်ထွေနာမဲ့ကြီးစကားတစ်ခွန်းကဒါကိုအကောင်းဆုံးအနှစ်ချုပ်ပြပါတယ်လူတွေဟာဘာသာစကားကနေတရားကိုသင်ယူကြတာတရားကနေဘာသာစကားကိုသင်ယူတာမဟုတ်ဘူးတဲ့ဆိုတော့ကတရားစာအုပ်ကြီးကိုထိုင်ကျက်နေမဲ့စာဘာသာစကားကိုအများကြီးထီတွေ့ပါအများကြီးဖတ်ပါဒါဆိုရင်ဦးနောက်ကသူ့အလိုလိုပုံစံတွေကိုမှတ်သားတော့ပါလိမ့်မယ်ကလေးတယောက်မိခင်ဘာသာစကားကိုသင်ယူသလိုပါပဲဟုတ်ပြီနောက်တစ်ချက်ကတော့ဘာသာစကားသင်ယူသူတွေအများဆုံးကြုံရတဲ့ PR တစ်ခုကိုဖြေလျှော့ပေးမယ် Garrett Lomberg ရဲ့အယူဆတစ်ခုပါအဲ့ဒါကတော့ perfect ဖြစ်ရမယ်ဆိုတဲ့စိတ်အမားလုံးမိမှာကြောက်တဲ့စိတ်ကိုကူစားပေးမယ်အတွေးခေါ်ပါပဲသူမရဲ့ဒီစကားတော်လေးကိုအားဖြစ်စေပါတယ်။ तू ကဘာပြောလဲဆိုတော့ဘာသာစကားတွေဟာမတောက်တခေါက်တထိုင်တောင်တန်ဖိုးရှိတဲ့တခုတည်းသောအရာဖြစ်တဲ့ခဏတော့စဉ်းစားကြည့်ပါဒီလောကကြီးမှာမပိုင်နိုင်ပဲလောက်လို့တန်ဖိုးရှိတဲ့အရာဆိုလို့ဘာသာစကားပဲရှိတယ်ဒါကိုဘာကိုဆိုလိုတာလဲစဉ်းစားကြည့်လေတရောကိုမပြီးမတတ်အသေးရင်ဘေးလူတွေနားညီတယ်
ဓာတုဗေဒကိုဝါဒနာရှင်အစစ်နဲ့ဆန်းတက်ရင်အန်ဒရေရှိနိုင်တယ်ဆရာဝန်အတူလုံးရင်တော့ထောင်ကြမှာပဲဒါပေမဲ့ကိုကမပီမတအီတာလီစကားနဲ့မီလန်မျိုးကတွားဖို့ယထာလက်မမင်းရင်ကောအဆိုးဆုံးကသူတို့နားမလဲတာပဲရှိမယ်ဒါပေမဲ့အဆုံးမှာတော့ကိုတွားကျင်တဲ့မီလန်ကိုရောက်တော့မှာပဲအမားတေးသေးလေးတွေကဘာအန်ဒီယမှမရှိပဲကိုတော့အကျိုးပဲရှိတယ်ကဲလုံးမြရဲ့နောက်ထပ်စေဝေစားစရာကောင်းတဲ့ဥပမာတစ်ခုကတော့ဘာသာစကားကိုရဲတိုက်တစ်ခုနဲ့နိုင်တာပါပဲဟုတ်ပါတယ်ဘာသာစကားဆိုတာခိုင်ခါနဲ့ရဲတိုက်ကြီးတစ်ခုအဲ့ဒီရဲတိုက်ကိုကျွန်တော်တို့ကတိုင်းပိုက်ရမယ်ဒါပေမဲ့ဒီရဲတိုင်းကိုတင်းပိုက်တဲ့အခါမှာတခါမှကြီးတစ်ခုတည်းကိုပဲအားနဲ့မှလည်းဝင်တိုက်နေလို့မရဘူးအဲ့ဒီအစားရဲတိုက်ကိုရဲမင်းသားဘောဆောင်ကနေတပြိုင်နက်ထိဝင်းရံတိုက်ခိုက်ရမယ်လို့လွန်ဘတ်ကပြောပါတယ်နေရာဘောဆောင်ကနေတပြိုင်နက်ထိထိုးဖောက်ဝင်ရောက်ရမယ်ပေါ့အဲ့ဒီလိုတိုက်ထိုက်ဖို့အတွက်လက်နက်တွေကကောဘာတွေလဲအများကြီးပါပဲကိုလေးလာနေတဲ့ဘာသာစကားနဲ့ရေးထားတဲ့သတင်းစာတွေဖတ်တာရုပ်ရှင်ကြည့်တာရေဒီယိုဒါမှမဟုတ်အခုခေတ်စားနေတဲ့ podcast တွေနားထောင်တာဖတ်စာအုပ်တွေနဲ့စနစ်တကျလေးလာတာပြီးတော့အရေးကြီးဆုံးကအဲ့ဒီဘာသာစကားကိုပြောတဲ့သူတွေနဲ့တကယ်စကားပြောကြည့်တာဒါတွေအားလုံးမှာရေတိုက်ကိုထိုးဖောက်ဖို့အတွက်ကိုယ့်ရဲ့လက်နက်တွေပါပဲကဲအခုဆိုရင်ကတိုလောမြရဲ့အတွေ့အကြုံတွေသူ့ရဲ့ RBS ကားတွေသူ့ရဲ့နီလန်ကောင်းတွေကိုကျွန်တော်တို့လေ့လာခဲ့ပြီအခုကစပြီးတော့ဒီအသိပညာတွေကိုလက်တွေ့အသုံးပြုပြီးကိုယ်ပိုင်ဘာသာစကားခရီးကိုစတင်ဖို့အလဲကျလာပါပြီကျတော့လောမြရဲ့ဇလန်တစ်ခုလုံးကနေကျွန်တော်တို့ရယူနိုင်တဲ့အဓိကအချက်ကတော့ရှင်းရှင်းလေးပါဘာသာစကားသင်ယူခြင်းကိုပင်ပန်းတဲ့အလုပ်တစ်ခုလို့မမြင်ပါနဲ့ကိုစိတ်ဝင်စားတဲ့ຢာတွေကနေတဆင့်ဖြောဖြောရွှင်ရွှင်နဲ့ချင်းကပ်ပါစာအုပ်တိုးဖတ်တာဖြစ်ဖြစ်ရုပ်ရှင်တကားကြည့်တာဖြစ်ဖြစ်အဲ့ဒီလုပ်ငန်းစဉ်ကိုယ်တိုင်ကိုပျော်မွေ့လိုက်ပါဒါဆိုရင်အခုဒီအစီအစဉ်ကိုကြည့်ပြီးတဲ့နောက်မှာကိုပိုင်ဘာသာစကားရဲတိုက်တစ်ခုကိုရွေးချယ်ပြီးဝိညာဉ်တိုက်ခိုက်ဖို့အစင်းသင်ဖြစ်ပြီလားဘယ်ဘာသာစကားကိုပထမဆုံးစပြီးသိမ့်ပိုက်ခြင်းလဲစိတ်ထဲမှာရွေးချယ်စရာတွေအများကြီးရှိနေမှာပါဘယ်ဘာသာစကားကိုစပြီးလေ့လာဖို့ဆုံးဖြတ်လိုက်လဲဆိုတာကိုအောက်က comment မှာရေးပြီးမျှဝေပေးခဲ့ပါအောင်အချင်းချင်းအားပေးလို့ရတာပေါ့ဒီလိုမျိုးစောက်ကောင်းတွေကနေရတဲ့အသိပညာတွေကိုဆက်ပြီးလေ့လာခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ Lian Edu Share ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေအတူပြန်လာခဲ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်